မင်္ဂလာပါရှင်ကျွန်မကတော့ဆီရတီဖူပွင့်ဖြစ်ပါတယ်ယခုရောက်ရှိနေတာကတော့ Innovative Dragon Management Institute ရဲ့ Third Graduation Ceremony အထိမ်းအမှတ်ညစာစားပွဲကျင်းပပြုလုပ်နေတဲ့ရန်ကုန်တန်လွင်ဟိုတယ်ကိုရောက်ရှိနေရပဲဖြစ်ပါတယ်ရှင်မနေ့ပိုင်းမှာဆိုလို့ရှိရင်တော့ IQN UK, ABE Unders UK စတဲ့ UK Diploma ပွဲအသီးသီးကိုရယူခဲ့ကြပြီးညနေပိုင်းမှာဆိုလို့ရှိရင်တော့ဆရာကြီးဆရာမကြီးများအားကြော်ခြင်းကွန်ပျူတာညစာစားခြင်းစတာတွေကိုခမ်းနားတိုက်မြိုက်စွာဖြင့်ကျင်းပပြုလုပ်နေရပဲဖြစ်ပါတယ်ရှင်Innovative Dragon Management Institute ရဲ့တတိယအကြိမ်မြောက်ဝက်တင်ခန်းနာကိုအောင်မြင်စွာဆင်နွှဲခဲ့ကြတဲ့ UK Diploma အသီးသီးဝဲရကျောင်းသားကျောင်းသူများအားလုံးကို Big Congratulations လို့ကျွန်တော်ပြောချင်ပါတယ် Collaboration ဆိုရင်ကျွန်တော်တို့ဒီမှာဆရာဆူရတို့ရဲ့ AB ရှိမယ်နောက်ပြီးတော့ကျွန်တော်တို့ဘူရှိနေတဲ့ကျွန်တော်ကိုယ်တိုင်ယူလာတဲ့ IPN UK ရှိမယ်အဲ့ဒီကနေပြီးတော့ကျွန်တော်တို့ထပ်လာအောင်မဲ့ qualification လေးတွေအဲ့ဒါလေးတွေကိုကျွန်တော်တို့တွေဆက်ပြီးတော့သွားဖို့ရှိတယ်ပြီးတော့ကျွန်တော်တို့ဒီမေလလောက်မှာကျွန်တော်တို့ဒီ updated document status ကိုရှိပါတယ်အဲ့ဒါတော့ကျွန်တော်တို့ online ကနေပဲဓာတ်ရိုက်သင်ကြားနိုင်မဲ့နော် accredited MBA တခုကျွန်တော်တို့စတင်ပါမယ်ကျွန်မပြောချင်နေပေါ့နော်အကြောင်းကိုယုံကြည်ပေးပါအကြောင်းသူတရားအနေနဲ့ကျွန်မအကြောင်းဘက်ကနေပြီးတော့ကြာတော့ 100% recommend ပေးနိုင်ပါတယ် Academic team ရဲ့ customer service ပေါ့နော်ကျွန်မဒီပေါ့အလွန် sensitive ဖြစ်တဲ့သူတယောက်ဖြစ်တယ်ပေါ့နော်ကျွန်မဒီလို asset တွေကျွန်မရဲ့ needs တွေဟိုကျွန်မViber တွေကနေပြီးတော့တစ်ချိန်လုံးတွားပြီးတော့ complaint တွေတက်တာပေါ့အဲ့ဒီအချိန်မှာကျွန်တော်တို့ရဲ့ Academic team ကသက်ဆိုင်ရာတယောက်ချင်းစီတိုင်းကိုကျွန်တော်ကိုယ်တိုင်ပုံဆက်တဲ့အချိန်မျိုးကျွန်တော်လိုအပ်တဲ့ service တွေကိုအပြည့်အဝပေးနိုင်နေပေါ့နော်အဲ့ဒီတော့လေကျွန်မဒီ Innovative Dragon ရဲ့ Academy ဒီညာညီမလေးဒီတယောက်ချင်းစီတိုင်းကိုအမှားပညာနေပြီးတော့ကျေးဇူးတင်ပါတယ်ဒီမှာတယောက်ခဲ့တဲ့ကျောင်းသားပါလေးတွေနဲ့သင်တန်းရောက်လာခဲ့တဲ့အသိပညာတက်ပညာတွေကိုလက်တွေ့လုပ်ငန်းခွင်မှာဒီနေ့ရောက်အသုံးချလို့ပြောမှာလက်တွေ့လုပ်ငန်းခွင်ပေါ်ကတိုးတက်မြင့်မှာလွတ်နိုင်နေတယ်လို့လည်းဆံမယုံကြည်မျှော်လင့်မိပါတယ် ကျွန်တော်ဒီ innovative တွေကဟိုပေါ့နော်ကျွန်တော်ကျောင်းသားတွေရဲ့ comment တွေကိုလည်းကျွန်တော်ဒီနေ့ကြားရတာလည်းအရန်ကိုဒီဝမ်းသာပြီးဖြစ်ပါတယ် Innovative Dragon Management Institute မှာသင်တန်းတစ်ခုတက်ရောက်ရုံနဲ့ IQN UK, ABE Unders UK စတဲ့ UK Diploma ပွဲနှစ်ပွဲလုံးကိုရယူနိုင်မှာဖြစ်ပြီးတော့သင်ကြားပေးနေတဲ့ဝါရစ်ဆရာဆရာမကြီးများဟာဆိုလို့ရှိရင်လည်း PhD ပွဲရလုပ်ငန်းအတွေ့အကြုံများစွာရှိတဲ့ professional ဝါရစ်ဆရာဆရာမကြီးများပဲဖြစ်ပါရဲ့ရှင်။ဒါအပြင်ထပ်မံတိုးချဲ့ဖွင့်လှစ်သင်ကြားမယ် UK ဘာသာရဲ့အတန်းများလည်းရှိနေသေးတဲ့အတွက်ကြောင့်မို့လို့အလုပ်လုပ်ရင်ပုံမမြင့်မားတဲ့ career development အတွက် UK Diploma ရယူခြင်းနဲ့ဆိုလို့ရှိရင်တော့ Innovative Dragon Management Institute ကိုရွေးချယ်လိုက်ကြစို့နော်။